မြန်မာသားဆီယာမတွေကမြန်မာသားဆီယာမဂိုက်စားပေါက်သူ့ဘတ်သူရှိရနော်သူ့ဘတ်သူအသက်ကြီးငယ်ငယ်တော့မြန်မာသားဆီယာမတွေနေကြီးရများတယ်သူတို့ကဟဲ့အတန်ထွက်တာရောပြောတာဆိုတာရောငေါက်တာရောသူတို့အပုံစံတူတူပဲဒီမဲ့စောက်ထုတ်မယ်စာအုပ်တွေထောက်ထားရအောင်စာအုပ်ကလေးတွေထောက်ထားရအောင်အဲ့လိုကြီးပြန်နိုင်တယ်မနော်အောင်ပြီးသားရည်စင်လားကြောက်လားတလက်ပြောဆိုးနာဦးပြီးရင်ဆိုးဆိုစလိမ့်နဲ့စလုံးနဲ့အတန်ထွက်မှန်အောင်ပြောသူတို့ကလေစာဆိုးပြရှိရဆိုးအဲ့လိုကြီးပြီးမဲ့စာဆိုးပြရှိရဆိုးဆိုးမဆိုးဘူးအာလူကြီးဝေးကောဆိုးပြရှိရဆိုးတာမဟုတ်ဘူး你那没的长大了，累了没谱。马战，变了变，么都没得搞屁国际，同意的。变，那你来干啥了得？没，你抄，啥呢？啥呢？哎，别讲了，你别讲了。啊这，好嘛，三马头木打那个雷机上烂的呀呗。木不知道该怎样。木那个雷打那个雷机上烂的呀呗。喏，我打喏。没把几个喽。现在加油，比绵看阿爸慢。အဲ့လိုကြီးသူတို့ပဲကွယ်ငေါက်ပြီးတော့ပေါ့ပါနဲ့ចောင်းမှနေရအောင်နော်သူတို့ပဲပျော်ရွှင်ဆုံးဆီယမဖြစ်ရအတန်ဆုံးပြီးနေမဲ့လိုက်တော့ဆွဲသူပြန်တဲ့လားဒီမှာဆွဲသူပြန်နေဒီမှာတို့တက်ပြီးဟာဆမဖေဒီလာဒါဟိုတဘက်ကမင်းဦးပဲပေးလိုက်တာလေတူဒါဆမသားကြီးမလေးကနေပို့ပေးတာကြီးရင်မိဘကိုအလိုစင်နော်ကြလားဒီမိဘတွေကိုကြော့ဆရာမတွေကိုကြော့အဲ့လိုတို့တွေကကြားဆုံးမင်းနော်ဆရာမတွေကိုကြော့ဒီကလေးတွေပဲတန်ဖိုးကြီးတာဒီကလေးတွေပဲကောင်းစားတာငါပြောနေကြကဲလောက်စားဖို့အောင်ဆုံးမယ်လို့အဲ့လိုမျိုးကဲစားတဲ့ပိတ်ဟုတ်ကအဲ့လိုကြီးနော်ပြီးရင်အင်္ဂလိပ်စာဆရာမတွေဆိုဘယ်တော့သူတို့ကအဲ့လိုမျိုးပြစ်နေမပြောကြရောက်လာဆိုလိုမျိုးလိုက်ဆိုဒီလေဆရာမကြီးကခင်မိသွားပြီပဲခင်မိသွားပြီဆိုလည်းရနိုင်ဆိုစာအုပ်အောက်နဲ့ယူပြီးတော့Good morning. Sit down. မလုံးနာသူနာဟွန်းနဲ့စီနေလိုက်ပဲမလို့ရသူတလည်းမထွက်ဘူးတင်းပြောမတင်းဘူးပြောနင်တို့ငါမပြောဘူးပြောမတင်းဘူးပြောအဲ့လေမပြီးဘူးကလေးတွေကစူလည်းမစူပြောလည်းမပြောတင်းလည်းမတင်းဘူးပြောနေတော့ပြီးအောင်ပြောအဲ့မပြီးဘူးShut up! ဟာလေလာငေါလို့ပြီး Shut up! မပြီးတော့လားဒီတော့
တော်တော်စိုက်ပြဖို့ကောင်းတဲ့ကလေးတွေ ဆရာမကြီးတာရဖြစ်လာ ရတယ်ဖြစ်လားဘယ်နဲ့တော့ပြန်မလဲတော့ဘယ်နဲ့တော့ပြန်မလဲတော့ဘာလို့လဲဆရာမရဲ့ကြော်ကြီးပဲကြည့်နေရတယ်ဒီကောင်ကမိနစ်30လောက်ဆရာမရဲ့ကြော်ကြီးကြည့်တာမျိုးကြည့်ဆရာမကြီးကလည်းကွာအသာမစားတော့လားမသိဘူးပဲပြီးခါယိုးကြီးကိုကောင်းတယ်ခါယိုးရတယ်ပဲဒီလားလားတလားလားလက်တော့လို့ကအင်ကြီးခရိုနဲ့ထမိန်ထက်စင်းနဲ့မထီဘူးဒီနားမှာမထီတဲ့ဟာဒီနားမှာကြောစစ်ကလေးတွေကပူပူလေးလေးပေါ့ဒီကအဲ့ပူပူလေးကုန်းကုန်းလေးတိုင်းမှာတက်ဆူနေတယ်မဲ့ဘယ်ကတော့တက်စီနေရဒီဆွီးတဲ့တော့တက်တယ်ဆူနေချီဆွီးနေအဲ့လိုမျိုးဆူပြစိတ်ပြေသွားပြီဆိုဒီလိုက်လို့မင်းတို့နေတိုင်းပြောရမယ်ဆိုရင်လေဆရာမရှက်တယ်ဆရာမလည်းအလောက်ထုတ်အောင်လေပြောရင်လည်းပြောလိုက်ကြပါတော့ငါရှုံးပါတယ်နင်တို့ငါရှုံးပါတယ်ငါတော်ညံ့နေတာပဲငါတော်ညံ့နေတာပဲငါနင်တို့မနိုင်ပါဘူးငါနင်တို့ညံ့ပါတယ်ကဲလို့မနေ့အစားအုပ်တွေထုတ်ဒီကျငယ်လာပြတော့အဲ့မှာတန်းစီအမတန်းဒီမဲ့ဘာလို့อ่ะဒီမဲ့ဒီဘက်ကနေဒီမှာဖတ်ပုံနေရုံးမှာ passport ရုံးမှာဆိုလုံနေရတယ်ပဲဒီဘက်ကသွားဆိုဒီဘက်ကစီရဒီဘက်ကသွားဆိုဒီဘက်ကစီရနေမှာဆီယမဟိုဘက်လက်ထားတဲ့နောက်ကနေဆီယမဒီမဲ့ထားလိုက်မဟာရလူမျိုးလေးထားလူမျိုးလေးစောက်နေသူကဒီမဲ့ငါတို့တော်တော်ကိုမကျင်တတ်တာနော်သူကြီးကတော့တော့တယ်ယူပြောမှာငါတို့မခေါ်တော့ဘူးပြီးဒီမဲ့ငါ့လာဆရာနေကြည့်တော့ဒီမဲ့ကလောင်းနဲ့ဆရာပြောင်းသွားဒီစားခုနဲ့ English ရမလေး ဘလို့တော့ English ရမ everyone stand up no need thank you no thank you no ကျေးဇူးတင်တယ်ဆိုတော့